ကျမရဲ့လူချင်းမင်းလေးများအားလုံးမင်္ဂလာပါရှင်။ဆီယမအထာရေးတားထားတဲ့ဟိတ်တာသူလဗာအပိုင်း၈ဒီလိုနဲ့ဝီရတော်မောင်မောင်နဲ့နီနီတို့ဒီဘန်ကောက်တွင်6လကြာနေခဲ့ကြသည်။ထို6လအတွင်းကိုဝင်ဆောင်နိုင်ရန်အတွက်လိုအပ်သည့်စမ်းသပ်မှုအမျိုးမျိုးကိုပြုလုပ်ခဲ့ကြပြီးနောက်ဆုံးမှာတော့နီနီ၏ဘိုက်ထဲတွင်ရင်တွင်းငယ်လေးကိုလွှဲနိုင်ခဲ့သည်။ယခုတွင်နီနီသည်ကိုဝင်2လရှိနေပြီဖြစ်သည်နီနီသည်ဝေရတော်မောင်မောင်ကိုဘန်ကောက်ကနေမပြန်ကျင်သေးဘူးဟုဆိုသောကြောင့်ဘန်ကောက်တွင်6လကြာသွားခဲ့ခြင်းဖြစ်သည်ယခုတော့မနှက်ပြန်ဆိုလျင်မြန်မာပြည်ကိုပြန်ရတော့မည်ဖြစ်သည်အဘဲကြောင့်ဆိုတော့မိခင်ဖြစ်သူသည်နီနီကိုတွေ့ကျင်သည်ဟုဆိုကာမြန်မာပြည်သို့ပြန်လာခဲ့တော့ရန်နှင့်မနှက်ပြန်ကုမ္ပဏီတွင် product ထုတ်လုပ်မှုကတချိန်တို့အောင်မြင်သွားသည့်အတွက်ကြောင့်ကုမ္ပဏီရှိဝန်ထမ်းများအားလုံးကိုပျော်ပွဲရွှင်ပွဲကျင်းပပေးမည်ဖြစ်သောကြောင့်ဖြစ်သည်ထိုပွဲတွင်တတိဖြစ်သူကရှိနေရမည်မဟုတ်လားမောင်ရီနီနီရေရင်ချိုးလိုက်တော့မယ်နော်နီနီသည်ရေချိုးခန့်အရှိကနေတပတ်လေးတစ်ထဲကိုကိုင်ကာကရင်ပေါ်တွင်ထိုင်နေသောဝီရတော်မမကိုကြည်ကပြောလိုက်ခြင်းဖြစ်သည်ဟုတ်နီနီရေချိုးခန့်ထဲမှာလည်းချော်လဲနေအောင်မယ်နော်မဖြစ်သေးပါဘူးမောင်လာချိုးပြရမလားနီနီသူဤနောက်တော့စကားကြောင့်နီနီသည်သူ့အားမျက်စောင်းထိုးကာရေချိုးခန့်ထဲသို့နှကန်းလေးစုကဝင်သွားလေတော့သည်ယခုနောက်ပိုင်းနီနီသည်ကလေးအရန်ဆန်လာသည်တခုခုဆိုနှကန်းလေးစုကစိတ်ကောက်တက်လာသည်ထို့သောနှကန်းလေးစုကစိတ်ကောက်တိုင်းလဲနီနီအားသူ့အတဲတရားရာဖြစ်ခဲ့ရသည်ဖြည်းဖြည်းလျှောက်ပါမပိုက်လေးရဲ့ချော်လဲကုန်ပါဖြစ်သူ၏စကားမဆုံးခင်အချိန်တွင်ခုံမော်တွင်တင်ထားတော့သူ၏ဖုန်းလေးထဲသို့မက်ဆေ့တစ်စောင်ဝင်လာသည်ဖုန်းထဲသို့ဝင်လာသောနှုတ်တီတန်းကြောင့်ဝေရတော်မောင်မောင်သည်ခုံမော်တွင်တင်ထားတော့မိမိ၏ဖုန်းကိုလှမ်းယူလိုက်လေသည်ထို့နောက်ဖုန်းကိုဖွင့်ကာချက်ပေါက်ထဲသို့ဝင်ကြည့်လိုက်သည့်အချိန်တွင်သူ့အားစားပို့လာသူမှာဝလွာမိုးဆက်ဖြစ်သည်ဝလွာမိုးဆက်သည်သူ့စီသို့ပို့လာသောစာမှာဘန်ကောက်ကနေပြန်လာတော့မှလားမောင်မိုးလီမောင်ရမ်းလွမ်းတာပဲမောင်ရဲ့အခုဆိုရင်မောင်ဘန်ကောက်ကိုရောက်နေတာ6လတောင်ရှိနေပြီဒီ6လအတွင်းမိုးဘလို့မှအဆင်မပြေဘူးမောင်အခုရောမောင်မိမနဲ့ရှိနေလားယင်မနှက်ပြန်မောင်ပြန်လာမယ်လို့မောင်အတွင်ရင်မူကပြောတော့မိုးကြားခဲ့တယ်အဲ့ဒါတကယ်ပဲလားယင်မောင်ဝေရတော်မောင်မောင်သည်ဝလွာမိုးဆက်ဤစာကိုဖတ်ပြီးသည့်အချိန်တွင်သူ၏မျက်ခုံးနှစ်ခုဟာတီတီတတတွန့်ချိုးသွားလေတော့သည်ဟုတ်သည်ဝလွာမိုးဆက်သည်သူ့အား6လလုံးလုံးနေ့တိုင်းဖုန်းတွေခဏခဏဆက်ပြီးစာရီအဆက်မပြတ်ပို့နေခဲ့သည်ထိုအရာသည်သူ့ကိုပို၍စိတ်ရှုပ်စေသည်ဆိုတာကိုမိုးဆက်ကတော့သိမိမထင်သူပို့သည့်စာရီကိုလည်းနီနီမရိပ်မိအောင်သူ့မှာအကြိမ်ကြိမ်ဖုံးကွယ်ခဲ့ရသည်ဒီလိုကိစ္စလေးကြောင့်နဲ့သူ၏မပိုက်လေးကိုစိတ်မညစ်စေခြင်းသောကြောင့်ဖြစ်သည်မင်းဘာဖြစ်နေရလဲမိုးဆက်မင်းနဲ့ငါကြားမှာဘာပတ်သက်မှုမှမရှိဘူးနော်နောက်ပြီးမင်းအောင်ငါတခုတတိပေးလိုက်မယ်မိုးဆက်နောက်ဘယ်တော့မှအလုပ်ကိစ္စအလွယ်ပြီးငါ့ကိုမဆက်သွယ်ပါနဲ့နီနီအထင်လွဲစေမဲ့စာတွေကိုလည်းခဏခဏလာမပို့ပါနဲ့ထို့သို့ရေးပြီးဝေရတော်မောင်မောင်သည်ဝလွာမိုးဆက်ထံသို့ပြန်ပို့လိုက်လေသည်သူသည်ဝလွာမိုးဆက်အားဘလော့လစ်ထဲသို့ထည့်လိုက်ခြင်းတော့လဲအလုပ်ကိစ္စကမပြီးပြတ်သေး၍မဘလော့ပဲထားခြင်းဖြစ်သည်ထို့နောက်ယခုတွဲလုံနေသောအလုပ်ကိစ္စပြီးလျင်နောက်ဝလွာမိုးဆက်နှင့်မပတ်သက်ရန်ဆုံးဖြတ်ထားလေသည်ထိုအချိန်နီနီသည်ရေချိုးခန်းထဲကနေတပတ်တစ်ထဲကိုခန္ဓာကိုယ်တွင်ပတ်ကာထွက်လာခဲ့လေသည်သို့သောဝေရတော်မောင်မောင်သည်ရေချိုးခန်းထဲကနေနီနီထွက်လာသည်ကိုတတိမထားမိချိန်နီနီသည်ဖုန်းကိုသာအာယုံစူးစိုက်စွာဖြင့်ကြည့်နေသောဝေရတော်မောင်မောင်နာသို့ရှောက်လာခဲ့လေသည်ထို့နောက်ဝေရတော်မောင်မောင်၏အရှိတွင်ရက်ကမေးလိုက်သည်ကဘာတွေကြည့်နေရလဲမောင်ဝေရတော်မောင်မောင်သည်ဖုန်းကိုအာယုံဆိုင်နေရင်ကနေရုတ်တရက်ကြားလိုက်ရသောနီနီ၏အတန်ကြောင့်လန့်သွားလေတော့သည်ထို့နောက်နီနီမမြင်အောင်ဖုန်းကိုအမြန်ပိတ်လိုက်ပြီးဘောင်းမီအိတ်ထဲသို့ထည့်လိုက်ကာမတ်တက်ရက်လိုက်သည်ထို့နောက်ဘာမှမဖြစ်သလိုဟန်ဆောင်ကာနီနီကိုကြည့်ပြီးပြုံးပြလေတော့သည်သူသည်မိုးဆက်နှင့်ပတ်သက်ပြီးနီနီကိုအတွေးမလွန်စေခြင်းပါယခုဆိုလျင်နီနီရဲ့ဘိုက်ထဲတွင်မိမိတို့၏ရင်သွေးလေးကိုလွှဲထားရပြီဖြစ်သည့်အတွက်ကြောင့်
ဘလို့အကြောင်းမျိုးနဲ့မှနီနီအားစိတ်မပင်ပန်းစေလို့ထို့ကြောင့်ဒီကိစ္စကိုနီနီမသိအောင်သူ့ဘာသာဖြေရှင်းမိဟုဆိုကာထို့သို့ဟန်ဆောင်လိုက်ခြင်းဖြစ်သည်ဟုတ်သည်လေကြောညာရိုက်လို့ပြီးသွားလျင်သူ့နဲ့မိုးဆက်နဲ့ထပ်ပြီးပတ်သက်စရာမလိုတော့ပေထို့နောက်နီနီကိုကြည့်ကာပြုံး၍ပြန်ဖြေလိုက်သည်ဘာမှမကြည့်ပါဘူးနီနီရဲ့နီနီကိုစောင့်ရင်လည်းမောင်ပြင်းလာလို့ဟိုဟိုဒီဒီလိုက်ကြည့်နေရပါဝေရတော်မောင်သည်ထို့သို့ပြောကာပြုံးနေခဲ့ပေမဲ့နီနီကတော့သူ့အားတခုခုကိုရိပ်မိသွားမှကိုစိုးရိမ်နေတော့မောင်ရဲ့ပုံစံကိုကြည့်ပြီးတန်တရားတွေဝင်နေတော့သည်မောင်ကဘာလို့နီနီအတန်ကိုကြားနေဖုန်းကိုအမြန်ပိတ်လိုက်ပြီးဘောင်းမီအိတ်ထဲထည့်လိုက်ရရလဲနောက်ပြီးမောင်နဲ့စကားပြောနေတာဘသူမို့လို့နီနီကိုမြင်တာနဲ့မောင်ကပြရခတ်သွားရရလဲနီနီသည်သူ့ဤအရှိကဝေရတော်မောင်ကိုကြည့်ကစိတ်ထဲကနေတကူတည်းရည်ရွယ်လိုက်ခြင်းဖြစ်သည်ထို့နောက်နီနီသည်ဘာမှမဖြစ်သလိုဟန်ဆောင်ပြီးဝေရတော်မောင်ကိုကြည့်ကပြုံး၍ပြန်ပြေးလိုက်တော့သည်အဲ့ဒါဆိုလဲမောင်ရေသွားချို့တော့လေနီနီဝတ်စားလဲလိုက်အောင်မယ်ဟုတ်ကဲ့နီနီထို့သို့ပြောကထွက်သွားသောဝေရတော်မောင်ကိုငေးကြည့်ရင်ဖြင့်နီနီသည်စိတ်ထဲကနေဤသို့တွေးမိပြန်သည်မောင်ကဘာလို့ရေချိုးခန်းထဲကိုဖုန်းကိုယူသွားရရလဲခါတိုင်းမောင်ရေချိုးရင်ဖုန်းကိုပြင်မှာပဲထားနေကြပါမဟုတ်မှလွယ်ရောနီနီမတိအောင်တခုခုများဖုံးကွယ်ထားလားဟုတ်သည်ဝေရတော်မောင်သည်ဘယ်တော့မှရေချိုးခန်းထဲသို့ဖုန်းကိုယူမသွားတတ်ပေဖုန်းရည်ဆိုသွားမိကိုဆို၍အမြဲတမ်းအခန်းထဲတွင်သာခြံထားခဲ့ခြင်းဖြစ်သည်ယခုနောက်ပိုင်းမောင်ဤပုံစံတွေသည်မတိမတာပြောင်းလဲလာသည်နီနီကိုလည်းခဏခဏလိန်ပြောလာသည်တခါတလေဖုန်းကိုအကြာကြီးစိုက်ကြည့်နေတတ်ပြီးနီနီကိုမြင်တာနဲ့လန့်သွားတတ်သည်မောင်သည်နီနီမရိပ်မိအောင်ဟန်ဆောင်နေပေမဲ့လည်းမောင်လိန်နေသည်ဆိုတာကိုတော့နီနီကောင်းကောင်းရိပ်မိပါသည်အဘဲကြောင့်ဆိုသောနီနီကိုမောင်လိန်ပြောတိုင်းနီနီမျက်ဝန်းတွေကအမြဲတမ်းကနာမငြိမ်ဖြစ်နေတတ်သည်မောင်လိန်ပြောတိုင်းလည်းနီနီသည်အမြဲတမ်းမသိချင်အောင်ဆောင်ပေးခဲ့ရှာသည်သူမောင်ကိုယုံပါသည်မောင်သည်သူမကြိုက်တဲ့အရာကိုလုံမီလူမျိုးမဟုတ်ဘူးဆိုတာကိုလည်းသူယုံကြည်သည်ထို့နောက်နီနီသည်မောင်ဝင်သွားသောရေချိုးခန်းတကားလေးကိုကြည့်ပြီးတက်ပြင်းတစ်ချက်ကိုလေးလံစွာချကာတကိုယ်တည်းရည်ရွယ်လိုက်သည်ကနီနီကိုလဲရင်လဲပြပြပြင်းပြင်းနဲ့တေချာလေးလိမ္မာမောင်ရဲ့နီနီကမောင်လိန်နေတယ်ဆိုတော့မသိလောက်တဲ့အထိသုံးအနေတဲ့မိန်းမတစ်ယောက်မဟုတ်တော့လဲခတ်သားကွယ်ထို့နောက်နီနီသည်ခေါင်းကိုကိုင်းကအတွေ့တွေကိုဖျောက်လိုက်ပြီးအဝတ်အစားကိုအမြန်လဲလိုက်လေတော့သည်မဟုတ်လျင်ခက်ခက်ခဲခဲပြေစူးစားခဲ့ရသောမိမိဘိုက်ထဲကရင်သွေးလေးတစ်ခုခုဖြစ်သွားမိကိုလည်းစိုးရင်ရသည်မဟုတ်လားတခါလေကျရင်နီနီစဉ်းစားမိတယ်မောင်နီနီမှာကိုဝင်ရှိနေလို့များမောင်အပေါ်တန်နေရတွေဝင်နေရလားဆိုတာအဲ့လိုဖြစ်ရင်တော့ကောင်းတာပေါ်မောင်ရဲ့ရေချိုးကန်ထဲတွင်ရှိနေသောဝေရတော်မောင်သည်ဖုန်းကိုကြည့်ကဒေါရာထွက်နေတော့သည်အဘဲကြောင့်ဆိုသောသူ့အားမိုးဆက်ပြန်ပို့လာတော့စာမှာမောင်မိုးအရန်ချစ်တယ်မောင်ဒီမှာမရှိဘူးဆိုတဲ့အတိအရလေမိုးရဲ့စိတ်ကိုနှိပ်စက်နေတယ်လို့ပဲမောင်ရဲ့မောင်တတိယလုံးလုံးမိုးစားတွေခဏခဏပို့နေတာပါမိုးမရှက်တမ်းပြောပြရစေမောင်မိုးကိုပြန်ချစ်ပေးပါလားယင်မိုးလေမိုးမောင်ရဲ့အငယ်အနှောင်းဖြစ်ရလဲချိန်နဲ့ပါတယ်မောင်ရဲ့မိုးကိုပြန်ချစ်ပေးပါလားယင်မိုးယူတော့မယ်ထင်တယ်မောင်ရဲ့မိုးကိုပြန်ချစ်ပေးပါနော်ထိုးစားကိုတစုံတစ်ယောက်ကမျက်ရည်တွေဖြင့်ရေးကားပို့လိုက်ပေမဲ့တစုံတစ်ယောက်ကတော့သူဤကိုကျင့်တိတ်ခါတရားကိုစော်ကားခံလာရသည့်အတွက်ကြောင့်လွန်စွာမှဒေါရာထွက်နေတော့သည်ဝေရတော်မောင်သည်ဖြစ်နိုင်လျင်ဝလွာမိုးဆက်ထံသို့ဖုန်းဆက်ကာအော်ဟစ်ပြီးပြောလိုက်ခြင်းပေမဲ့ရေချိုးခန်းအပြင်ဘက်တွင်နီနီရှိနေတော့ကြောင့်ဒေါရာတွေကိုမြို့သိပ်ထားလိုက်ရသည်ထို့နောက်ဝလွာမိုးဆက်စီသို့စားတစောင်နှင့်အတူချုပ်ဆိုထားတော့အလုပ်ပြီးလျင်ဝလွာမိုးဆက်နှင့်အလုပ်ဆက်မလုပ်နိုင်တော့သည့်စာချုပ်ကိုပါပို့ပေးလိုက်လေတော့သည်မင်းမရှက်ဘူးလားမိုးဆက်ဟမ်ငါအိမ်နောက်နေတယောက်နော်နောက်ပြီးမင်းပြောနေတဲ့စကားလုံးညာငါကိုချင်းတိတ်ခါဘလောက်ထိစော်ကားနေရဲဆိုတာရောမင်းသိရလားမိန်းကလေးဖြစ်ပြီးငါရဲ့အငယ်အနှောင်းဖြစ်ချင်တယ်လို့တောင်းဆိုတာမင်းမရှက်ဘူးလားဟမ်အေးမင်းကငါတငယ်ချင်းတယောက်ရဲ့တန်ရောစင်ကိုထောက်ပြီးဒီတစ်ချိန်တော့ငါမင်းကိုခွင့်လွှတ်ပေးလိုက်မယ်မိုးဆက်နောက်ဘယ်တော့မှငါစီကိုစာမပို့ပါနဲ့အေးမနှက်ဖြန်ကြရင်
မင်းနဲ့နောက်ဘယ်တော့မှအလုပ်တွဲမလုပ်တော့ဘူးဆိုတဲ့အကြောင်းကုမ္ပဏီရှယ်ယာရှင်တွေငါပြောတော့မှာမိုးဆက်နောက်မင်းငါ့ကိုလာပြီးပတ်သက်စရာမလိုတော့ဘူးထို့သို့ပို့ပြီးဝေရတော်မောင်သည်စိတ်ပြက်လက်ပြက်ဖြင့်ဖုန်းကိုပိတ်ချလိုက်လေတော့သည်ထို့နောက်ရေကိုအမြန်ချိုးကရေချိုးကန်ထဲကနေထွက်လာခဲ့တော့သည်မဟုတ်လျင်သူ့အမျိုးသမီးလေးရိပ်မိသွားနိုင်သည်မဟုတ်လားသူကြောင့်သူ့အမျိုးသမီးလေးကိုစိတ်မညစ်စေခြင်းလို့သူပြဿနာကိုလည်းသူ့ကိုယ်တိုင်သာဖြေရှင်းမိဖြစ်သည်ရေချိုးကလည်းကြာလိုက်တာမောင်ရဲ့ဝေရတော်မောင်သည်သူ့အားရိုးရိုးသားသားဖြင့်မေးလိုက်တော့နီနီ၏စကားကိုတမျိုးတွေးမိပြီးပြပြတလဲဖြင့်ရှင်းပြလေတော့သည်ဟိုမောင်ရေပဲချိုးတာပါနီနီရဲ့ထိုအခါနီနီသည်သူ့အားမျက်လုံးတွေကိုကနာမငြိမ်စွာဖြင့်ပြပြတလဲရှင်းပြနေတော့မောင်ကိုကြည့်ပြီးစိတ်တွေဟာလေးလံနေခဲ့သည်တခုခုကိုဆုံးရှုံးရတော့မည်ဆိုသည့်ခံစားချက်တို့လည်းနီနီ၏စိတ်ထဲတွင်ဖြစ်ပေါ်လာခဲ့သည်သူအားလိမ့်နေတော့မောင်ကိုကြည့်ပြီးဝမ်းနေမိပြန်သည်သို့သောဘာမှမဖြစ်သလိုမျက်နှာကိုပြန်တီးလိုက်ပြီးဝေရတော်မောင်ကိုဤသို့ဆိုလေတော့သည်နီနီကဘာပြောနေလို့လဲမောင်ရဲ့ရေအကြာကြီးချိုးတော့မောင်အေးဘက်မှာဆိုလို့ပြောနေရပါနောက်ပြီးမနှက်ကြရင်လည်းလေရင်စီးရအောင်ပဲမလားအိုးလေးမောင်ကသူ့စကားမဆုံးခင်နီနီသည်စကားကိုဖျက်ပြောလိုက်၏ကဲရပါပြီမောင်ရဲ့ရှင်းပြမနေပါနဲ့တော့နီနီနားလဲပါတယ်တော်အင်ကြီးရင်လဲတော့နော်မောင်ရေချိုးတာလဲကြတော့အေးပတ်သွားမယ်တော်အင်ကြီးသွားဝဲတော့ဟုတ်ထို့နောက်နီနီသည် luggage ထဲကနေအင်ကြီးယူထုတ်နေသောမောင်ကိုကြည့်ကတက်ပြင်တစ်ချက်ကိုလေးလံစွာချလိုက်လေတော့သည်သူမောင်ကိုယုံပါသည်မောင်သည်သူ့အပေါ်ဖောက်ပြန်မိသူမဟုတ်နောက်ပြီးမောင်၏ကိုကျင့်တရားကိုလည်းသူယုံသည်ဒီလိုနဲ့နီနီတို့လည်းမနှက်ပြန်လီရင်စီးရမည်ဖြစ်သောကြောင့်စောအိယာဝင်ခဲ့ကြသည်နီနီသည်ည9 နာရီခွဲလောက်အချိန်တွင်အိတ်နေရင်ကနေရေစားလာ၍တရေနိုးလာခဲ့လေသည်ထို့နောက်မိမိ၏ဘေးတွင်နေချိုက်စွာအိမ်မောကြနေသောဝေရတော်မောင်၏မျက်နှာလေးကိုကြည့်ကနူးနူးညံ့ညံ့ပြုံးလိုက်လေသည်ယခုနောက်ပိုင်းသူ့ကလေးကြီးအပေါ်ကိုတန်တရာတွေများနေခဲ့သည်မဟုတ်လားနီနီသည်အိမ်မောကြနေသောဝေရတော်မောင်၏ပါးပြင်လေးကိုခပ်ဖွားလေးနမ်းလိုက်သည်ထို့နောက်ခုံမော်ရင်တင်ထားသောရေတန့်ဘူးလေးကိုဖောက်ကဖန်ခွက်ထဲသို့လောင်းထည့်လိုက်လေသည်ဖန်ခွက်ထဲမှရေကိုတငုံတောက်လိုက်ပြီးနောက်နီနီသည်ဖန်ခွက်ကိုခုံမော်တို့တင်လိုက်သည့်အချိန်တွင်ခုံမော်ရင်တင်ထားသောဝေရတော်မောင်၏ဖုန်းလေးစီကနေစာရီအဆက်မပြတ်ဝင်နေသည့်နိုတီကိုကြားလိုက်ရသည်နီနီသည်တိကျင်စိတ်ဖြင့်ဖုန်းကိုယူကာကြည့်လိုက်သည့်အခါတွင်ဝေရတော်မောင်၏ဖုန်းထဲသို့မက်ဆေ့69ဆောင်သာဝင်ထားသည်ကိုတွေ့လိုက်ရသည်ထို့နောက်တိကျင်စိတ်ဖြင့်ဖုန်းထဲသို့ဝင်ကြည့်ရန်လုပ်တော့မည့်အချိန်တွင်ဝေရတော်မောင်၏ဖုန်းလေးသည်ရုတ်တရက်ထမြေလာခဲ့သည်နီနီလည်းကွန်တန်ကိုတစ်ချက်ကြည့်ပြီးဖုန်းကိုခုံမော်ရင်အမြန်တင်ကာကရင်ပေါ်တွင်အိတ်ချင်အောင်ဆောင်နေလိုက်သည်ထိုအချိန်ဝေရတော်မောင်သည်ဖုန်းမြည်တမ်းကြောင်းနိုးလာခဲ့တော့သည်ထို့နောက်ဖုန်းကိုအမြန်ကောက်ကိုင်းလိုက်ပြီးအိမ်မောကြနေတော့နီနီကိုတစ်ချက်ကြည့်ကာတက်ပြင်းကိုအသာလေးချလိုက်လေသည်အဘဲကြောင့်ဆိုသောသူ့၏ဖုန်းနံကြောင့်အိပ်ပျော်နေသည်သူ့ရဲ့မပိုက်ကလေးနိုးသွားမှာကိုလည်းစိုးရိမ်တော့ကြောင့်ဖြစ်သည်တော်ပါသေးရဲ့မောင်မျိုးသမီးလေးကမနိုးသွားလို့ထို့သို့စိတ်ထဲကနေပြောလိုက်ပြီးဖုန်းကွန်တက်ကိုကြည့်လိုက်သည့်အချိန်တွင်ခေါ်ဆိုသူမှာဝစ်လွှာမိုးဆက်ဖြစ်နေ၍သူ၏မျက်ခုံးနှစ်ဖက်ဟာလည်းအလွန်လိုတွန့်ချိုးသွားတော့သည်ဒီကိစ္စကိုဝစ်လွှာမိုးဆက်နှင့်သူပြက်ပြက်တသားရှင်းရတော့မည်ထို့ကြောင့်အိပ်ပျော်နေသည့်နီနီကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးကရင်ပေါ်ကနေအသာကလေးစင်ကဝရဏအရှိတို့အမြန်ထွက်လာလိုက်သည်ထို့နောက်မင်းဘာဖြစ်နေရလဲမိုးဆက်မိုးမောင်လွမ်းလို့ပါဟာမင်းမရှက်မရှိဘူးလားမိုးဆက်မင်းမရှက်တတ်ဘူးလားဟမ်ငါမင်းအောင်ဘာပြောထားလဲအလုတ်ကိစ္စလွယ်ပြီးငါ့အောင်မဆက်သွင်းနဲ့လို့မင်းအောင်ငါမပြောထားဘူးလားမိုးဆက်မိုးလီမောင်လွမ်းနေစိတ်နဲ့ဘလို့မှအဲ့လိုမပြောလို့ဖုန်းဆက်လိုက်တာပါမောင်ရဲ့သူ့အားဖုန်းထဲကနေတဆင့်ပြောလာတော့ဝက်လွှာမိုးဆက်၏အတန်သည်တစ်ချက်တိမ်ဝင်သွားတွေကိုသူတတိထားမိပါသည်သို့သောမိုးဆက်ကိုတခါတလေသူတနာမိပေမဲ့ယခုကလေးကပြက်ပြက်သားသားပြောထားမှနောက်မလိုအပ်သည့်ပြဿနာတွေဖြစ်မလာတော့မှမလား
ထို့ကြောင့်ဝလွာမိုးဆက်ကိုစိတ်ပြန်နေသည့်လေးတန်းဖြင့်ပြန်ပြောလိုက်သည်ငါ့ကိုလွမ်းနေလို့ပြောရမင်းနဲ့ငါနဲ့ဘာဆိုင်လို့လဲမိုးဆက်ငါမှမိန်းမရှိရငါမိန်းမငါ့ကိုအထင်လွဲအောင်မလုံနဲ့မိုးဆက်ရငါတောင်းမှန်နေငါမင်းအောင်တကယ်တောင်းမှန်နေဟာထိုအခါမိုးဆက်သည်သူ့အားရှိုက်ကြီးတငင်ငိုးရင်းဖြင့်ပြန်ပြောလာခဲ့သည်မိုးနည်းနည်းလေးလောက်တော့မချစ်ဘူးလားမောင်မိုးပြောပြီးပြီလေမောင်ရဲ့အငယ်မင်းပါစက်ပိတ်လိုက်တော့မိုးဆက်မင်းတော်တော်တရားလွန်လာပြီကွာပိုင်ရှင်ရှင်းရှောင်ရတယ်ဆိုတာမင်းနားမလဲဘူးလားဝလွာမိုးဆက်ဤစကားကြောင့်ဒေါရတကြီးဖြင့်ဖုန်းထဲကနေអော်လိုက်တော့ဝီရတော်မမောင်၏အတန်ပင်ဖြစ်သည်ပိုင်ရှင်ရှင်းရှောင်ရတယ်ဟုတ်လားမောင်မိုးသိတာပေါ့အဲ့ဒီစကားမိုးသိတာပေါ့ဒါပေမဲ့မောင်အဲ့ဒီမိန်းမပိုင်ခင်ကလေးကမိုးကမောင်ချစ်ခဲ့တာပါအဲ့ဒါကိုရောမောင်သိရလားမိုးနေရကနေရောမောင်ဝင်ကြည့်ပေးဘူးလားမောင်နဲ့အဲ့ဒီမိန်းမပြောနေတာကိုမြင်တိုင်းမိုးဘလောက်နာကျင်ရလဲဆိုတော့မောင်မသိဘူးမလားမောင်အဲ့ဒီမိန်းမကိုနှစ်လိုပဲပြုံးပြလိုက်တာမောင်အဲ့ဒီမိန်းမကိုနုနုညံ့ညံ့ငေးကြည့်လိုက်တာမောင်ပျော်နေရပြီဆိုပြီးမိုးကိုဖြည့်သိမ့်ခဲ့ပေမဲ့နားတယ်မောင်ရဲ့ဟောဒီမိုးရဲ့ရင်ဘက်ကနေတဆစ်စစ်နဲ့ကိုနာတာမောင်ရဲ့အဲ့ဒါကိုရောမောင်သိရလားအဲ့ဒါတွေကမင်းဘက်ကဖြစ်နေရလေငါမှမင်းကိုမချစ်တာငါချစ်တာနီးငါမိန်းမနီးတယောက်တည်းကိုပဲငါချစ်တာမင်းလည်းငါ့ကိုချစ်တယ်လို့ပဲအေးငါလည်းနီးကိုတိတ်ချစ်တယ်ဆိုတာမင်းသိလားမိုးဆက်တော်ပါတော့မောင်ရဲ့မိုးအရှိမတခြားမိန်းမတယောက်ကိုချစ်တယ်ဆိုတဲ့စကားနဲ့မိုးကိုထပ်ပြီးမနှိပ်စက်ပါနဲ့တော့မိုးရဲ့စိတ်တွေတီထပ်ပို့ပြီးအရိုင်းဆန်မလုပ်ပါနဲ့မောင်ရဲ့အေးအဲ့ဒါဆိုလဲငါစီကိုဖုန်းဆက်နေရတယ်စာပို့နေရတယ်ရက်လိုက်လေငါတော့အမြဲတမ်းငါမိန်းမကိုပဲရွေးချယ်နေမှာပဲမင်းတော့ငါဘယ်တော့မှပြန်ချစ်လာမှာမဟုတ်ဘူးမိုးဆက်အဲ့ဒါကိုမင်းမြင်မှတ်ထားထိုစကားကိုဝေရတော်မမောင်သည်ဖုန်းထဲကနေတစဉ်ဝက်လွာမိုးဆက်ကိုအန်ကျိတ်ကဒေါရတကြီးဖြင့်ပြောလိုက်ခြင်းဖြစ်သည်မောင်စီကိုစာမပို့ပဲဖုန်းမဆက်ဘဲနဲ့မိုးမမနေနိုင်တာမောင်ရဲ့ပြောပါအောင်မောင်ရဲ့မိုးဘလို့လောက်ရမှာလဲမင်းယူနေပြီမိုးဆက်မင်းတကယ်ကိုယူနေပြီထိုအခါမိုးဆက်တီဖုန်းထဲကနေတစဉ်သူ့အားပြန်អော်လာတော့သည်ဟုတ်တယ်မိုးယူနေပြီမောင်ချစ်လွန်လို့မိုးယူနေပြီအဲ့ဒါမောင်သိရလားတော်လိုက်တော့မိုးဆက်မင်းပါဇက်ကနေငါ့ကိုဘယ်တော့မှချစ်တယ်ဆိုတဲ့စကားလာမပြောနဲ့အေးမင်းယူနေဆိုလဲမင်းပါတာမင်းထမင်းလွန်ဟင်းလွန်ယူစမ်းပါဟာငါတောင်းပန်နေမိုးဆက်ရငါမင်းကိုတောင်းပန်ပါတယ်ငါ့ကိုထပ်ပြီးမနှောက်ယှက်ပါနဲ့တော့ဟာငါမိန်မအခုကိုဝင်နေကွာငါနီနီကိုမင်းเจ้าနဲ့စိတ်မညစ်စေချင်အောင်မိုးဆက်ဖုန်းထဲကနေတစဉ်ပြောလိုက်တော့ဝေရတော်မောင်မောင်ဤငါမိန်မကကိုဝင်နေဆိုသည့်စကားကြောင့်မိုးဆက်ဤမျက်ဝန်းအိမ်ထဲကနေမျက်ရည်စားတွေဟာစီကြလာခဲ့တော့သည်ပြောရလိုက်တာမောင်ရဲ့မိုးကြောင့်မောင်မိန်မစိတ်မညစ်စေချင်ဟုတ်လားမောင်ဒါဆိုမိုးရရောမောင်နဲ့အဲ့ဒီမိန်းမနဲ့သူတို့ရှိနေကြတယ်လို့တွေးလိုက်တာငိုကြွေးနေခဲ့ရတယ်မိုးရရောမောင်မင်းပြောနေတဲ့အဓိပ္ပာယ်တွေမင်းသိရလားမိုးဆက်မင်းပြောနေတဲ့ပုံစံငါမိန်းမကြိုင်ငါ့ကိုအထင်လွဲသွားနိုင်တဲ့စကားတွေဟာမင်းနဲ့ငါဘယ်တော့မှရင်းရင်းနှီးနှီးပတ်သက်ဖူးတာမဟုတ်ဘူးနော်စကားကိုစင်ကျင်ပြီးပြောပါမိုးဆက်နောက်ပြီးငါစီကိုဖုန်းထပ်မဆက်နဲ့အေးမင်းငါစီဖုန်းထပ်ဆက်လိုက်ငါမင်းကို block list ထဲထည့်ပြမှာထို့သောပြောပြီးဝေရတော်မောင်မောင်သည်စိတ်တူစွာဖြင့်ဖုန်းကိုချလိုက်လေတော့သည်ဟုတ်သည်သူသည်မိုးဆက်ပြောနေသည်တချို့စကားလုံးတွေသည်နီနီကြားလျင်သူ့အားမိုးဆက်နှင့်အထင်လွဲသွားနိုင်သည်မသိလျင်မိုးဆက်နှင့်သူသည်တစ်ချိန်ကရင်ရင်နီနီပတ်သက်ဖို့သည့်ပုံစံဖြင့်ပြောနေသည့်စကားလုံးတွေဖြစ်သောကြောင့်ဖြစ်သည်ထိုအချိန်တွေကိုနီနီသည်လိုက်ကအကွဲကလေးကနေရက်ကြည်နေခဲ့သည်သို့သောတကားကပိတ်ထားသည့်အတွက်ကြောင့်အပြင်ကပြောနေသောစကားတွေကိုမကြားရပေစိတ်ဆိုးကဒေါရတကြီးဖြင့်ပြောနေသောမောင်ရဲ့ပုံစံကိုယ်ရာမြင်နေရသည်ညီသည့်အကြောင်းကြောင့်မောင်ကအခုလိုဒေါရထွက်နေပါသည်ထိုအချိန်နီနီသည်ပရင်းပေါက်ကိုဖွင့်ကားဝေရတော်မောင်မောင်စီသို့ရောက်လာတော့သည်ဝေရတော်မောင်မောင်သည်တကားဖွင့်နှံကြ၍လှည့်ကြည့်လိုက်တော့အခါတွင်နီနီသည်သူ့အားမျက်လုံးဝိုင်းလေးတွေဖြင့်ကြည့်နေခဲ့သည်ကိုတွေ့ရသည်ဒီချိန်ဘသူနဲ့ဖုန်းပြောနေရလဲမောင်။အိုးအလုပ်ကိစ္စပါနီနီ။လိန်နေ။မောင်ကနီနီကိုထပ်ပြီးလိန်နေပြန်ပြီ။မောင်ရဲ့မျက်ဝန်းတွေကနီနီကိုလိန်လို့မရဘူးဆိုတာမောင်မသိဘူးလားမောင်ရဲ့။ဘာကြောင့်များနီနီကိုခဏခဏလိန်နေရတာလဲမောင်
မောင်နီနီကိုလိန်ပြောတိုင်းနီနီတိနေတယ်ဆိုတာကိုရောမောင်မရိပ်မိဘူးလားယင်ထိုစကားတွေကိုတော့နီနီသည်မောင်ရဲ့မျက်ဝန်းလေးတွေကိုတွေးဝေစွာဖြင့်ငေးကြည့်နေရင်စိတ်ထဲကနေဝမ်းနည်းစွာဖြင့်ပြောလိုက်ခြင်းဖြစ်သည်ထို့နောက်နီနီသည်ဝေရသောမောင်မောင်၏မျက်ဝန်းတွေကိုစိုက်ကြည့်ကထပ်မေးလိုက်၏ဒီချိန်လားမောင်ဟုတ်တယ်နီနီရဲ့အရေးကြီးတဲ့ကိစ္စလေးမို့လို့ပါမောင်ဟာသူ့မျက်လုံးတွေကိုရှောင်နေပြန်သည်ညရဲ့ချိန်မတော်ဖုန်းဆက်ပြီးပြောရလောက်တဲ့အထိအဲ့အလုပ်ကိစ္စအရေးကြီးသလားမောင်ထို့သောနီနီမေးလိုက်တဲ့အခါမှာမောင်ဟာပြက်ပြတလဲဖြစ်ပြန်ဖြေလာခဲ့သည်မောင်ကိုကြည့်ရတာနီနီကိုတခုခုရိပ်မိသွားမှကိုထိတ်လန့်နေသည့်ပုံရသည်ဟုတ်ပါတယ်နီနီရဲ့လာပါနီနီရဲ့အပြင်မှာအရန်အေးတယ်မောင်တို့ထဲဝင်ရအောင်နော်ဝေရတော်မောင်မောင်သည်ထို့သို့ပြောကာနီနီ၏ပခုံးနှစ်ဖက်ကိုကိုင်ကာအခန်းထဲသို့ဝင်လာခဲ့လေတော့သည်ထို့နောက်ကရင်ဘောသို့ရောက်တော့အခါတွင်နီနီသည်ဝေရတော်မောင်မောင်၏မျက်နှာလေးကိုငေးကြည့်နေရင်ဖြင့်လေးရန်တူတူလေးဖြင့်ခေါ်လိုက်လေသည်မောင်ထိုအခါမောင်သည်ခုံမော်တွင်ရှိနေသောမိအိမ်လေးကိုပိတ်နေရင်ဖြစ်ကနေနီနီကိုပြန်ထူလာခဲ့သည်ဗျာနီနီကိုတခုခုများဖုံးကွယ်ထားသလားမောင်ထိုအချိန်ဖုန်းအားသွင်းနေတော့မောင်ရဲ့လက်တွေဟာလေထဲတွင်တစ်ချက်ရက်တန့်သွားခဲ့သည်ကိုနီနီတတိထားလိုက်မိသည်မရှိပါဘူးနီနီရဲ့ဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးမောင်နီနီစိတ်တွေလေးနေလို့ပါအတွေးမများပါနဲ့နီနီရဲ့ကိုဝင်ကြောင့်ဖြစ်တာနေမှာပါနီနီကိုမောင်ဘာမှဖုံးကွယ်မထားဘူးအကယ်၍ရှိခဲ့ရင်လည်းနီနီကိုမောင်ပြောပြပါမယ်ဟုတ်ပြီလားနီနီအခုတော့အိတ်တော့နော်လာမောင်ဖတ်ထားပေးမယ်ဟုတ်တစ်ဖက်တွင်ဝေလွာမိုးဆက်သည်အာကစီကိုဖုန်းလန်ဆက်နေတော့သည်မကြမီအာကသည်သူ့၏ဖုန်းကိုပြန်လည်ဖြေကြားလာခဲ့သည်ဟယ်လိုမိုးဆက်ထူးထူးဆန်းဆန်းဖုန်းတွေပါခေါ်လို့ပါလားဟာနင်ငါ့ကိုဟိုရင်တော့ဘာမှပြောခဲ့ဘူးတော့နင်မမိသေးလားအာကငါမအောင်ပိုင်ဆိုင်နိုင်ဖို့နင်မအကြံရှိရဲဆိုတာလေဝေလွာမိုးဆက်၏စကားကြောင့်အာကာသည်ဟဟပပရီမောလေတော့သည်ဘာလို့လဲငါအကြောင်းစိတ်ဝင်စားနေလားမိုးဆက်နင်နာတကယ်လုံမယ်ဆိုရင်ဝေရတော်မမောင်နင်တေချာပေါက်ပိုင်ဆိုင်စီရမယ်လို့ငါအာမခံတယ်ဒါဆိုနင်အကြံဘာလဲအာကာငါလုံမယ်အေးစီပေါ်မိုးဆက်ရဲ့ဒါနဲ့နင်တကယ်သိကြပြီလားမိုးဆက်ဝလွာမိုးဆက်သည်အာကာရဲ့စကားကိုနှစ်ခါပြန်မစင်စားတော့ပဲချက်ချင်းဖြေပေးလိုက်သည်ဟုတ်သည်သူမောင်ကိုပိုင်ဆိုင်ခြင်းနေရှေ့ဆက်မောင်နာမှာသူနေလို့မရတော့ရင်သူ့နာကိုမောင်ကိုရောက်အောင်ခေါ်ရမည်အတကြီးတဲ့ပြောပြောရုံမာတယ်ပဲဆိုသူမောင်ကိုပိုင်ဆိုင်ရမှာဖြစ်မည်သိကြတဲ့အာကာငါမောင်ပိုင်ဆိုင်ခြင်းနေတခါလောက်ပဲဖြစ်ဖြစ်ငါစွန့်စားခြင်းနေနင်ပြောသလိုပဲမောင်ရာငါပိုင်ဆိုင်သွားပြီဆိုရင်မောင်ငါ့ကိုပြန်ချစ်လောင်လုပ်လို့ရတာပဲလေဟုတ်တယ်မလားအာကာဟုတ်တာပေါ့ဟာနင်ဘက်ကသိကြတယ်ဆိုရင်တော့ငါပြောပြမယ်နင်သိချနားထောင်မိုးဆက်ထို့သောဖြင့်အာကာသည်ဖုန်းထဲကနေတဆင့်မိုးဆက်ကိုသူ့ရဲ့အကြံစီတွေအားလုံးကိုပြောပြလိုက်လေတော့သည်ဘလို့လဲမိုးဆက်ငါပြောတဲ့အကြံအတိုင်းလုပ်မယ်ဆိုရင်ဝေရတော်မမနင်းအနာကနေဘယ်ဦးမှသွားမှာမဟုတ်တော့ဘူးဝေရတော်မမတသက်လုံးနင်းအပိုင်ဖြစ်နေတော့မှာဘလို့လဲနင်လုံနိုင်တယ်မလားမိုးဆက်ထိုအခါဝေလွာမိုးဆက်သည်တွေးဝေမှုမရှိဘဲအာကာရဲ့အကြံစီအတိုင်းလှုပ်ရန်ဆုံးဖြတ်လိုက်လေတော့သည်ငါလုံမယ်အာကာကတော့မိုးဆက်စီကတေချာသည့်အဖြေကိုရသွားတဲ့အခါတွင်ကောက်ကျစွာဖြင့်ရီမောလေတော့သည်ဟုတ်သည်လေအခုဆိုသူ့ရဲ့နေရုပ်ကလေးကသူ့ကျိုးဆွဲရာကိုကာရတော့မည်ဒီပွဲတွင်ဝေလွာမိုးဆက်ကဖီလိန်ဖြစ်ပြီးသူသည်မမ၏အနာမှာသူ့တော်ကောင်းပုံစံဖြင့်အသာလေးဝင်နေလိုက်ယုံသူကိုယ်တိုင်လှုပ်ရှားမလို့ပဲယခုဆိုဝေလွာမိုးဆက်ကသူ့အစာလှုပ်ပေးတော်မီလေအချစ်သည်လူကိုမျက်စိကန်းစေသည်ဆိုသောစကားသည်တိတ်ကိုမှန်လေသည်ဝေရတော်မောင်မောင်ကိုလည်းရှင်းထုတ်ပြီးသားဖြစ်သလိုမမကိုလည်းအပိုင်ရမီလေမြမပြည်ဤအပြည်ပြည်ဆိုင်ရာလေးစိတ်ကွင်းထဲကနေပျော်ရွှင်စွာဖြင့်ထွက်လာတော့ကောင်းမလေးတစ်ယောက်နဲ့အမျိုးသမီးတဦးကောင်းမလေးသည်လက်တစ်ဖက်ဖြင့်လက်ကေ့အိတ်ကိုကိုင်းကာကျန်လက်တစ်ဖက်ဖြင့်ဘေးနာကအမျိုးသမီးလေးရဲ့ခါတိတိလေးကိုကိုင်းကာပျော်ရွှင်စွာဖြင့်ရှောက်လန်းလာခဲ့သည်ထို့နောက်ကောင်းမလေးတစ်ယောက်တည်းမိမိ၏ခါအား
ပွေဖတ်ထားသောအမျိုးသမီးငယ်ကိုကြည်နူးစွာဖြင့်ကြည်ကအရှိသို့ဆက်လျှောက်လာခဲ့လေသည်ထို့နောက်ထိုအမျိုးသမီးနှစ်ဦးသည်လူ၃ယောက်ရဲ့ရှေ့တွင်ရပ်လိုက်ကြသည် Congratulation မှာမပန်းမြတ်နီနီဟုတ်ပါသည်ထိုအမျိုးသမီးနှစ်ဦးမှာဝေရသောမမောင်နှင့်သူ၏အမျိုးသမီးလေးဒေါ်ပန်းမြတ်နီနီတို့ပင်ဖြစ်သည်နီနီသည်လာရောင်အေးစကားကိုပြုံးကာပြန်ပြေးလိုက်လေသည်ကျေးဇူးပါပဲကွယ်နီနီ၏အဖြေကိုလာရောင်သည်ခေါင်းငိတ်ကပြန်ပြေးလိုက်လေသည်သူတို့အားလုံးသည်နီနီတွင်ကိုဝင်ရှိနေပြီဟုသိလိုက်ရသည့်အချိန်တွင်ဝေရသောမမောင်နီးသူပင်အလွန်ပျော်ရွှင်ခဲ့ကြရသည်ယခုဆိုလျင်သူတို့တငယ်ချင်းရဲ့ဘဝလေးတဲ့သို့မကြမီအငယ်လေးတယောက်ရောက်လာတော့မည်ဖြစ်သည်ရတော်တို့များနော်ရတော်ပေါက်စလေးရတော့မယ်ဆိုတော့ပြုံးဖြီးနေလိုက်တာပါဇက်နဲ့နရက်နဲ့တောင်တက်ချိတ်တော့မယ်မိုးဝတ်တုံ၏စကားကိုဝေရတော်မမောင်သည်ဤသို့ပြန်လဲခြေပါလေတော့သည်ဒါပေါ်ဟာမကြခင်မှာငါသားနဲ့မရနဲ့ဖြစ်တော့မှလေမိုးဝတ်တုံရဲ့အေးပါဟာပြောထောင်းပေါ့ရတော်ရဓာတ်နဲ့နေပါနင်တို့နှစ်ယောက်ကဝေရတော်မမောင်သည်လက်တွဲထားတော့မိုးဝတ်တုံနှင့်ယတိကိုကြည်ကမတင်ကားသလိုမေးလိုက်ခြင်းဖြစ်သည်ထိုအခါယတိသည်ရှက်နေသည်နှင့်တစ်ချက်ပြုံးကာခေါင်းငုံငုံသွားတော့လေမိုးဝတ်တုံကတော့ရတော့ကိုပြုံး၍ပြန်ပြေးလာသည်ငါနဲ့ယတိနဲ့ရီးစားတွေဖြစ်သွားပြီဟာအော်ဒါကြောင့်နင်းရုပ်ကရွှင်လန်းနေတာကိုထိုချိန်မိုးဝတ်တုံနှင့်လာရောင်ရဲ့ကြားကနေဒေါ်ဝဝင်းရွယ်သည်အတင်းတိုးထွက်လာတော့သည်ထို့နောက်နိနိနာသို့ရောက်လာပြီးနိနိဘေးတွင်ရက်ကဤသို့ဆိုလေတော့သည်အမလီနိနိရဲ့မမဝေဖြင့်မျောနေရဒီမလေးဒီကောင်ကြီးပေါ့ပြင်းနေစင်နေလိုက်တာများပြီးကိုမပြီးတော့ယောက်ျားကြီးဖြစ်ပြီးဘာတွေပြင်းနေမှန်းကိုမသိဘူးမင်းရလဲကွာဘာလဲထိုအခါဥဝေထမောင်သည်သူ့အားမိမဖြစ်သူကအော်လိုက်သည့်အတန်ကြောင့်လေးတန်းမှာချက်ချင်းပျော့ပြောင်းသွားလေတော့သည်ဝေးရလဲကွာကိုလည်းကိုချွေမလေးကိုလှလှပပလေးကြိုးကျင်တာပေါ့လို့ဥဝေထမောင်ရဲ့စကားကြောင့်ဝေးရသောမမောင်နဲ့လာရောင်လင်းတို့တငယ်ချင်းတွေလည်းရီမောကုန်ကြလေတော့သည်မိမိလေးနီနီမှာကိုဝင်ရှိနေပြီလို့ကြားရကြရဘန်ကောက်ကိုလိုက်လာခြင်းနေတာဒီမလေးသူ့အလုပ်တွေကလက်စတက်လို့မပြီးသေးရနဲ့မမဝေတို့လည်းမလာဖြစ်တာရပါတယ်မမဝေရဲ့နီနီလည်းဘန်ကောက်မှာနည်းနည်းကြာသွားတယ်ကြည့်ပါအောင်ကွယ်မမဝေရဲ့ချွေးမလေးကလှလာလိုက်တာဒါနီနီအတွက်မမဝေရဲ့လက်စာထို့သို့ပြောကဒေါ်ဝေနွယ်သည်နီနီလက်ထဲသို့ဘလက်ကတ်တစ်ခုကိုထည့်ပေးလိုက်လေသည်နီနီသည်ထိုကတ်ကိုမြင်သည်နှင့်တပြိုင်နက်နီနီ၏မျက်ဝန်းတစ်စုံဟာတောက်ပသွားလေတော့သည်ကျေးဇူးပါပဲမမေထို့သို့ပြောကနီနီသည်ထိုဘန်ကတ်ကိုအာနာစွာဖြင့်ယူလိုက်လေသည်ဒေါ်ဝေနွယ်ကတော့သူ့အားနီနီသည်မမေဟုခေါ်လိုက်တော့ကြောင်းအလွန်တဘောကြနေတော့သည်ထို့ချိန်ဝေရတော်မမောင်သည်မိခင်ဖြစ်သူကိုကြည့်ကဤသို့ပြောလေတော့သည်မမေရတော့အတွက်လက်ဆောင်ရောထိုအခါတော်ဝေနွယ်သည်ဝေရတော်မမောင်ကိုခက်တီတီဖြင့်ကြည့်ကပြန်မေးလာခဲ့သည်ဘာလက်ဆောင်လဲရတော့မမေကလည်းနီနီကိုကြတော့ဘလက်ကတ်တစ်ကတ်လုံးပေးပြီးတော့ရတော့အတွက်ကရောအိုးငါချွေမလေးကိုပေးရလေလိုချင်ညီးတဲ့ဒီစီမှာတောင်းထိုအခါဝေရတော်မမောင်သည်မိခင်ဖြစ်သူ၏စကားကိုမဲရွယ်ကပြန်ဖြေလေတော့သည်ရမယ်အာကြီးဒိတ်ပတ်စံတွေအကုန်လုံးမမေပဲတိန်းထားပြီးတော့နီနီသည်မိခင်ဖြစ်သူကိုစိတ်ကောင်းနေတော့သူ့ကလေးကြီးကိုကြည့်ကတဘောတကြပြုံးနေတော့သည်ထို့နောက်ဝေရတော်မမောင်၏လက်မောင်းလေးကိုဖွားဖွားကလေးရိုက်ကဤသို့ဆိုလေတော့သည်ကဲပါမောင်ရဲ့ကလေးလေးကြနေရပဲနှက်ခမ်းအောင်စူထားလိုက်တာများမသိရင်ဘဲပေါက်ကလေးကြနေရပဲကွယ်ထို့သို့ပြောကနီနီသည်ဝေရတော်မမောင်ကိုကြည့်ပြီးရီမောလေတော့သည်နီနီသူပင်အားလုံးသည်လည်းဝေရတော်မမောင်ကိုကြည့်ကပြိုင်တူရီမောနေကြကုန်သည်ကဲဒီမှာရက်ပြီးအကြာကြီးစကားပြောနေရလဲမကောင်းအိမ်ပြန်ကြအောင်လာနီမမဝင်နေလိုက်ခဲ့ထို့သို့ပြောကဒေါ်ဝေနွယ်သည်နီလက်ကိုကိုင်းကဝေရတော်မမောင်ရဲ့အနာကနေခေါ်ထုတ်လာတော့သည်ဟာမမေအဲ့ကျုပ်မိမလေးထို့သို့ပြောကဝေရတော်မမောင်သည်သူ့မိမကိုခေါ်သွားတော့မိခင်ဖြစ်သူရဲ့အနောက်သို့
လက်ကေ့ကိုကိုင်ကအမိပြေးလိုက်ရတော့သည်ထိုမြင်ကွင်းကိုကြည့်ပြီးလာရောင်မိုးဝတုံယတိနှင့်ဦးဝေထမောင်တို့လည်းဟဟပပရီမောကြကုန်တော့သည်ဒီလိုနဲ့ဝေရတော်မောင်မောင်သည်ရထားတော်ကားနာသို့ရောက်လာခဲ့သည်သူ့မျိုးသမီးလေးနှင့်မိခင်ဖြစ်သူကတော့ကားထဲတွင်ထိုင်ကစကားပြောနေကြလေသည်ထို့နောက်ဝေရတော်မောင်မောင်သည်ကားနောက်ခန်းကိုဖွင့်ကာလက်ကေ့အိတ်ကိုထည့်လိုက်လေသည်ထိုအချိန်ယတိနှင့်မိုးဝတုံသည်သူ့နာသို့ရောက်လာခဲ့သည်ရတော်ငါမေးစရာရှိလို့ဘာမင်းမလို့လဲဝတ်တော့ဝေရတော်မောင်မောင်သည်အဝတ်အစားအိတ်တွေကိုထည့်နေရင်ကနေမိုးဝတ်တော်အားပြောလိုက်ခြင်းဖြစ်သည်ဝတ်လွန်မိုးစံနဲ့အလုတ်တွဲမလုပ်တော့ဘူးဆိုတာတကယ်လားရတော်ဟုတ်သည်သူ့အားမိကနေတဆင့်ရတော်ပို့လာတော့ဝတ်လွန်မိုးစံနဲ့အလုတ်ဆက်မလုပ်တော့ဘူးဆိုသည့်စာချုပ်ကိုတွေ့ချင်းသူအံ့ဩခဲ့ရသည်အဘဲကြောင့်ဆိုသောဝတ်လွန်မိုးဆက်သည်ယခုလက်ရှိတွင်နာမည်ကြီးမင်းသမီးတယောက်ဖြစ်နေပြီးကုမ္ပဏီတော်တော်များများကလည်းဝက်လွှာမိုးဆက်ကိုအသေးအတန်လိုချင်နေကြသည်လေယခုရတော်ကအလုံးစမလုပ်ချင်တော့ဘူးဟုဆိုသည့်အတွက်ကြောင့်သူနာမလဲဖြစ်ခဲ့ရသည်ဝေရတော်မောင်မောင်သည်သူ့အားတီကျင်စိတ်ပြင်းပြစွာဖြင့်မေးလာသောတငယ်ချင်းဖြစ်သူမိုးဝတ်တော်ကိုကြည့်ကပြုံးလိုက်ပြီးဤသို့ပြန်ပြေးလိုက်သည်ငါဝက်လွှာမိုးဆက်နဲ့အလုံးစမလုပ်နိုင်တော့ဝတ်တော်ငါပို့ထားတဲ့မေကိုရတယ်မလားထိုအခါမိုးဝတ်တုံသည်သူ့အားစိုးရိမ်တကြီးဖြင့်ပြန်မေးလာတော့သည်ဘာဖြစ်လို့လဲရတော့ကိစ္စတစ်ခုရှိလို့လားအဲ့လိုပဲပြောရမှာပေါ့အဲ့ဒါတွေကိုငါနောက်ပြီးကြရင်အေးဆေးဆေးရှင်းပြမယ်ဝတ်တော့အင်းမဒါနဲ့ဒီညဒင်နာပွဲကိုတော့လာမယ်မလားရတော့ငါနီနီကိုတော့ပြောထားပြီးပြီဒီနေ့ကလည်းငါနဲ့နီနီရဲ့နှစ်ပတ်လည်နေ့ဆိုတော့စောစောသွားပြီးစောစောပဲပြန်လာလိုက်တော့မယ်ဝတ်တော့အဲ့ဆိုညကျရင်စုံမယ်လေရတော့ငါတို့လည်းဝင်စရာလေးရှိသေးလို့သွားလိုက်အောင်မယ်အေးဝတ်တော့ဝေရတော်မောင်မောင်သည်မိုးဝတ်တုံနဲ့စကားပြောပြီးနောက်ကားနောက်ခန်းသို့ဝင်ထိုင်လိုက်လေသည်ထိုအခါဒေါ်ဝေနွယ်သည်ဝေရတော်မောင်မောင်ကိုကြည့်ကဤသို့ပြောလာခဲ့သည်ဟဲ့ကလေးရှေ့မှာသွားထိုင်လေမထိုင်ချင်မအောင်မမေရတော်ဒီမှာပဲထိုင်မှာအိုးဒီမှာပြောစရာရှိပါတယ်ဆိုသွားပါအရှိမှာပဲလွတ်လွတ်လပ်လပ်သွားထိုင်နေမမေကလည်းထိုအခါနီနီသည်ဝေရတော်မောင်မောင်၏လက်မောင်းလေးကိုကိုင်ကာရီရီမောမောဖြင့်ချော့မော့ကာပြောလေတော့သည်ရှေ့မှာသွားထိုင်လိုက်ပါမောင်ရဲ့မောင်ကလိမ့်ပါပါတယ်နော်မမေနော်မမေရတော့မိမနာပဲကက်နေထို့သို့ပြောကာစူပုတ်ပုတ်မျက်နှာဖြင့်ဝေရတော်မောင်မောင်သည်အရှိခန်းတွင်သွားထိုင်လေတော့သည်ထို့နောက်ကားဒရိုင်ဘာနေရာတွင်ထိုင်နေသောဖခင်ဖြစ်သူကိုကြည့်ကစစ်ကူတောင်းလေတော့သည်ဒယ်ရီမိမကိုဒယ်ရီမပြောတော့ဘူးလားရတော်လဲကိုမိမအနာမှာကိုထိုင်ချင်တာပေါ့ဒယ်ရီရဲ့ထိုအခါဥဝေထမောင်သည်ကားမောင်းနေရင်ကနေမိမဖြစ်သူကိုလှမ်းပြောလေတော့သည်ဟုတ်သားပဲဝေရဲ့သမီးလေးကလည်းကိုဝေထမောင်ဥဝေထမောင်ရဲ့စကားမဆုံးခင်ဒေါ်ဝေနွယ်သည်အနောက်ခန်းကနေယောက်ျားဖြစ်သူကိုလှမ်းအော်လေတော့သည်ထိုအခါဥဝေထမောင်၏မိမဖြစ်သူကိုပြောမိစကားတွေသည်လည်းလဲချောင်းဝတွင်ပျောက်သွားလေတော့သည်ဝေရတော်မောင်မောင်ကတော့မိခင်ဖြစ်သူကိုကြောက်နေသောဖခင်ဖြစ်သူကိုကြည့်ပြီးမျက်နှာဟာပို့မို့စူပုတ်သွားလေတော့သည်ထို့နောက်ကားမောင်းနေသောဖခင်ဖြစ်သူကိုကြည့်ကစိတ်ထဲကနေပြောလိုက်သည်ကရတော်တာဖေနေရမှာဆိုရင်ငိမ့်ခံနေမှာမဟုတ်မိမိကိုပြန်ပြောပြမှာဒီလိုနဲ့ဝေရတော်မောင်မောင်တို့ကားလေးသည်ဝေရတော်မောင်မောင်တို့၏မင်္ဂလာဦးအိမ်လေးစီသို့ရောက်ရှိလာခဲ့တော့သည်ကားကိုရက်လိုက်သည်နှင့်တပြိုင်နက်ဝေရတော်မောင်မောင်သည်ကားပေါ်ကနေအမြန်ဆင်းကာနီနီကိုကားတကားဖွင့်ပေးလေတော့သည်သို့သောဒေါ်ဝေနွယ်သည်တစ်ဖက်ကကားတကားကိုဖွင့်နီနီရဲ့လက်ကိုတွဲ၍အိမ်ထဲသို့ဝင်သွားလေတော့သည်အိမ်ထဲသို့မရောက်မီဒေါ်ဝေနွယ်သည်အနောက်သို့လှည့်ကာဝေရတော်မောင်မောင်ကိုကြည့်၍ဤသို့လန့်အော်လေတော့သည်ဟိုကလေးအထုပ်တွေကိုအိမ်ထဲတည်ခဲ့လိုက်နော်ထိုအခါဝေရတော်မောင်မောင်သည်စူပုတ်ပုတ်မျက်နှာဖြင့်ဖခင်ဖြစ်သူကိုကြည့်ကဒယ်ရီမမေကိုမပြောတော့ဘူးလားထိုအခါဒယ်ရီသည်သူ့အားရီရီမောမောဖြင့်ပြန်ဖြေလာတော့သည်ထားလိုက်ပါသမီးရဲ့သမီးမေမေကသူ့မြေးချေရတော့မှဆိုပြီးပြောနေတာထားပါဖေဖေအထုပ်တွေဝိုင်းတဲ့ပေးမယ်ဟုတ်ပြီလားဒီလိုနဲ့ဥဝေထမောင်တို့သားဖားသည်
အထုပ်တွေကိုအိမ်ထဲသို့တည်လာခဲ့ကြတော့သည်အိမ်တွေကိုနေရာချပြီးသည်နှင့်ဦးဝေထမောင်သည်သမီးဖြစ်သူကိုကြည့်ကဤသို့ပြောလေတော့သည်သမီးကိုဒယ်ဒီမေးစရာရှိလို့ဒယ်ဒီနဲ့ဧကန်နဲ့ခဏလိုက်ခဲ့ပေးပါလားဟုတ်ဒယ်ဒီသူသိပါသည်ဒယ်ဒီသည်သူ့အားဝေလွာမိုးဆက်အကြောင်းမေးတော့မည်ဆိုတာကိုပင်ထို့နောက်ဧကန်ထဲသို့ရောက်သောအခါဝေရတော်မမောင်သည်ဖခင်ဖြစ်သူဦးဝေထမောင်၏မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်လေသည်ရတော့ကိုဘာမင်းမလို့လဲဒယ်ဒီတခြားတော့မဟုတ်ပါဘူးသမီးတကယ်ပဲဝလွာမိုးဆက်နဲ့ရှေ့ဆက်အလုပ်တွဲမလုပ်တော့ဘူးဆိုအဲ့ဒါတကယ်ပဲလားရတော့ဟုတ်တယ်ဒယ်ဒီအဲ့ဒါတကယ်ပါပဲကိစ္စတစ်ခုရှိလို့လားရတော့ဝလွာမိုးဆက်ကအခုလက်တလောအရန်နာမည်ကြီးနေရနော်နောက်ပြီးအခုထုတ်တဲ့ product အသစ်ရဲ့အောင်မြင်မှုကသူ့ကြောင့်လည်းအများကြီးပါတယ်ဆိုတော့သိတယ်မလားရတော့အခုလိုအဆင်ပြေနေတဲ့အချိန်မှာစာချုပ်ကိုဘာလို့ရုတ်တရက်ကြီးဖျက်သိမ်းလိုက်ရလဲရတော့နောက်ပြီးဒင်နာပွဲမှာလည်းအဲ့ဒီအကြောင်းထုတ်ပြောမယ်ဆိုအဲ့ဒါဟုတ်လားသမီးဟုတ်တယ်ဒယ်ဒီထိုအခါဒယ်ဒီသည်တက်ပြင်းတစ်ချက်ကိုလေးပင်စွာချလိုက်ပြီးသူ့အားဤသို့ပြောလာတော့သည်သမီးဘာကြောင့်စာချုပ်ကိုဖျက်သိမ်းလိုက်တယ်ဆိုတော့ဒယ်ဒီမသိဘူးသမီးရဲ့ကုမ္ပဏီကိစ္စကိုလည်းဒယ်ဒီဝင်မဆွတ်ဖက်ပါဘူးဒါပေမဲ့ဒင်နာပွဲမှာထုတ်ပြောတာကြတော့သူ့ကိုအဆက်ခွဲလို့ဖြစ်မနေဘူးလားသမီးနောက်ပြီး तू ကအခုအောင်မြင်နေတဲ့မင်းသမီးတယောက်ညကြရင်မီရီယာတွေလည်းရောက်လာကြမှာဒယ်ဒီပြောတာကိုသမီးနားလဲတယ်မလားထိုအခါဝေရတော်မမောင်သည်ဖခင်ဖြစ်သူ၏စကားကိုတိချပြန်တွေးတော်နေတော့သည်ဟုတ်သည်ဒယ်ဒီပြောတာလည်းမှန်သည်ဘလို့ပဲဖြစ်ဖြစ်ယခု product အသစ်ရဲ့အောင်မြင်မှုသည်ဝလွာမိုးဆက်ကြောင့်လည်းအများကြီးပါပါသည်ထို့ကြောင့်ထိုအောင်မြင်မှုကိုထောက်ထားပြီးဒင်နာပွဲမှာထုတ်မပြောတော့ဘူးဟုဆုံးဖြတ်လိုက်လေသည်ဟုတ်ရတော်နားလဲပါပြီဒယ်ဒီကိုလည်းရတော်ကျေးဇူးအများကြီးတင်ပါတယ်ရပါတယ်သမီးရဲ့ဒယ်ဒီကကိုယ့်သမီးကိုမဖြစ်တဲ့နာတွေမဖြစ်ရလမ်းညွှန်ပေးရမှာပဲလေဟုတ်သည်ဒယ်ဒီသည်ရိုးသားဖြောင့်မတ်သည့်လူတစ်ယောက်ဖြစ်သည်မိသားစုနှင့်ရှိနေသည့်အချိန်တွင်ဖခင်ကောင်တစ်ယောက်ခင်မွန်ကောင်တစ်ယောက်နေဖြင့်တာဝန်ကျေပွန်သည်သို့သောလုပ်ငန်းခွင်မှာအလုပ်လုပ်သည့်အချိန်တွင်တိကျပြတ်သားပြီးစိစက်သေးကြသည့်သူတစ်ယောက်ဖြစ်သည်ဝေရတော်မောင်မောင်သည်ဖခင်ဖြစ်သူဦးဝေထမောင်ကိုကြည့်ကအားကြနေတော့သည်သူသည်လည်းပဲမကြခင်မှာမိသားစုအတိုက်အမြုံလေးဖြင့်ပျော့ပျော့ရွှင်ရွှင်နေရတော့မည်မဟုတ်လားထိုအချိန်အခန်းထဲကနေဒေါ်ဝေနွယ်သည်ယောက်ျားဖြစ်သူဦးဝေထမောင်နှင့်သမီးဖြစ်သူဝေရတော်မောင်မောင်တို့ကိုလှမ်းခေါ်လေတော့သည်အဲ့ကန်နဲ့ဟိုသားဖနှစ်ယောက်ဒီကိုခဏလာကြပါအောင်ဒေါ်ဝေနွယ်၏အတန်ကြောင့်သားဖနှစ်ယောက်စလုံးသည်အခန်းထဲသို့အလင်းအမြန်ပြန်ရောက်လာကြတော့သည်ထို့နောက်ဝေရတော်မောင်မောင်သည်မိခင်ဖြစ်သူကိုကြည့်ကစိုးရိမ်တကြီးဖြင့်မေးလေတော့သည်ဘာဖြစ်လို့လဲမေမေထိုအခါဒေါ်ဝေနွယ်သည်အကဲပိုနေတော့သမီးဖြစ်သူကိုမျက်စောင်းထိုးကကြည့်ပြီးဤသို့ဆိုလေတော့သည်ဘာမှမဖြစ်ဘူးပြောစရာရှိလို့ခေါ်လိုက်တာထိုအခါဝေရတော်မောင်မောင်သည်မိခင်ဖြစ်သူကိုနားမလဲစွာဖြင့်ကြည့်ကပြန်မေးလေတော့သည်ဘာပြောလို့လဲမေမေဘာပြောမလို့လဲဆိုတော့ဒီနေ့ကနေစပြီးရတော်အပြင်မှာအိပ်ရမယ်ထိုအခါဝေရတော်မောင်မောင်သည်မိခင်ဖြစ်သူကိုအလိုမကျစွာဖြင့်ပြန်မေးလေတော့သည်ဟောမမေကလည်းဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့ငါချွေးမလို့ငါစိတ်မချလို့ဟေ့မမေနော်ဘာစိတ်မချစရာအကြောင်းရှိလို့လဲဟိုမှလည်းအတူတူအိတ်ကြတာပဲ။အိုးပြောလို့ရမလားဝေရတော်မမမဖြစ်သေးပါဘူး။နင်အိတ်ရေးစော့ပုံနဲ့တော့နီနီဘိုက်ကိုကန်မိလိုက်မယ်။အဲ့တော့ငါစိတ်မချဘူးဒီနေ့ကစပြီးအပြင်မှာပဲသွားအိတ်။မမေကလည်းအဲ့လောက်တော့ရတော်လဲသိပါတယ်။နောက်ပြီးနီနီကအခုမှကိုဝင်းက2လပဲရှိသေးတာ။မမေကလည်းအဖြစ်ကိုတဲနေ။ဟဲ့အဖြစ်တဲတယ်ဟေးအဖြစ်တဲတယ်ငါမှမြည်ဦးလေးချေရဖို့ဘလောက်တောင်စိတ်ကူးရင်ခဲ့ရတယ်လဲဆိုတာညီမှမသိတာဝေရတော်မောင်မောင်ရဲ့မရပါဘူးနော်မေမေရတော်အပြင်မှာမအိတ်နိုင်ပါဘူးဝေရတော်မောင်မောင်ထိုအခါဝေရတော်မောင်မောင်သည်အပြင်မှာမအိတ်ရဖို့အရေးဖခင်ဖြစ်သူအားစစ်ကူတောင်းလေတော့သည်ဒယ်ဒီမမေကိုမပြောတော့ဘူးလားဦးဝေထမောင်သည်တပ်ပြင်းတစ်ချက်ကိုချကာဇနီးဖြစ်သူကိုပြောဖို့ပြင်းလိုက်သည့်အချိန်ဒေါ်ဝေနွယ်သည်ဦးဝေထမောင်ကိုစိုက်ကြည့်လိုက်သောအခါတွင်ဦးဝေထမောင်၏ပြောမိစကားလုံးတွေသည်လည်းလေချောင်းဝါကနေထွက်မလာတော့ပင်
အိုးဒယ်ဒီအပြင်မှာယူစရာရှိလို့သွားတော့မယ်နော်သမီးထို့သို့ပြောကဦးဝေထမောင်သည်အခန်းထဲကနေလှစ်ကနေထွက်သွားလေတော့သည်ဝေရတော်မောင်မောင်သည်စစ်ကူတောင်းကမှရှောင်ပြေးသွားတော့ဖခင်ဖြစ်သူကိုကြည့်ပြီးတပ်ပြင်းတစ်ချက်ကိုလေးပင်စွာချလေတော့သည်ထို့နောက်မိခင်ဖြစ်သူကိုစုပုတ်နေတော့မျက်နှာထားဖြင့်ပြန်ကြည့်လေတော့သည်ထို့ဖြစ်ပျက်ကိုကြည့်ပြီးနီနီသည်ကရင်ပေါ်တွင်ထိုင်ကတဘောတကြရီမောလေတော့သည်မောင်ရဲ့စုပုတ်နေရဲ့မျက်နှာလေးဟာနီနီအတွက်တော့တိတ်ကိုချစ်ဖို့ကောင်းလာပါတယ်ထို့နောက်နီနီသည်ထိုင်နေရာကနေထားလိုက်ပြီးတော်ဝေနွယ်၏လက်မောင်းလေးကိုကင်ကလေးတန်းအေးလေးဖြင့်နူးညံ့စွာဆိုလေတော့သည်အဆင်ပြေပါတယ်မိမိရဲ့မောင်ကလေနီနီမှာကိုဝင်ရှိတယ်ဆိုတဲ့နေရာစပြီးအေးရေးမစော့တော့ပါဘူးမိမိရဲ့နောက်ပြီးမောင်ရှိနေတော့တခုခုလွင်ခိုင်းလို့ရတယ်လေဟုတ်တယ်မလားမိမိဒေါ်ဝေနွယ်သည်တိတ်တဘောမတူခြင်းပင်မဲ့လည်းချွေးမဖြစ်သူကမိမိအားမိမိဟုခေါ်လိုက်တော့ကြောင့်ဝေရတော်မမောင်ကိုမျက်စောင်တစ်ချက်ထိုးကကြည့်လိုက်ပြီးခေါင်းငိတ်ကတဘောတူလိုက်လေတော့သည်လိုရာရှိရင်အဲ့ကလေးကိုခိုင်းတော့နီနီအိုးဒီနေ့ကစပြီးအဝတ်လည်းမလျှော်နဲ့တော့နီနီထမင်းဟင်းလည်းမချက်နဲ့တော့အဲ့ကလေးကိုပဲအကုန်ခိုင်းတော့ကြားလားဝေရတော်မမောင်ထိုအခါဝေရတော်မမောင်သည်မိခင်ဖြစ်သူကိုကြည့်ကဤသို့ပြန်ပြေလေတော့သည်ကြားပါတယ်ဒေါ်ဝေနွယ်ရဲ့မိမိမပြောလဲနီနီကိုရတော်ကဘာမှမခိုင်းပါဘူးနော်ရတော်ပဲအကုန်လိုက်လုပ်ပေးမှာပါအပြောနဲ့အလုပ်ညီပါစေနော်ဝေရတော်မမငါချွေမလေးကိုတခုခုခိုင်းရခိုင်းကြည့်ငါနဲ့တွေ့မယ်နီနီကရတော်မိမလားမိမိမိမလားဆိုတာတော့မသေးခွဲတော့ဘူးမိမိဝေရတော်မမောင်ဤဘောက်ဆက်ဆက်အပြောကြောင့်နီနီကဟဟပပရီမောနေပေမဲ့ဒေါ်ဝေနွယ်ကတော့ဝေရတော်မမောင်ဤခေါင်းကိုမမိမကန်ပြက်လှမ်းခေါက်လေတော့သည်ဝေရတော်မမောင်သည်မိခင်ဖြစ်သူခေါင်းခေါက်လိုက်တော့မိမိ၏ခေါင်းကလေးကိုလက်ကလေးဖြင့်ပုတ်ကာငုံးမဲမဲရုပ်ကလေးဖြင့်လှုပ်ပြနေလေတော့သည်နီနီသည်ဝေရတော်မမောင်၏ငုံးမဲမဲမျက်နှာလေးကိုကြည့်ကာကြိတ်ရည်နေတော့သည်ဒေါ်ဝေနွယ်ကတော့သမီးဖြစ်သူကိုမျက်စောင်းထိုးပြီးကြည့်ကာဤသို့ပြောလာတော့သည်အဲ့လိုပြောစရာလားဝေရတော်မမောင်ဒီကလေးတော့ငရဲတွေကြီးကုန်တော့မှာပဲမမေကလည်းရတော့အမှန်တိုင်းပြောရလေထိုအခါဒေါ်ဝေနွယ်သည်မိမိအားစုပုတ်ပုတ်ဖြင့်ပြန်ပြောလာတော့သမီးဖြစ်သူကိုရိုက်ရန်ပြင်လိုက်တော့လဲဝေရတော်မမောင်သည်ပြောပြီးသည်နှင့်မိမဖြစ်သူ၏အနောက်သို့ချက်ချင်းဝင်ပြေးလေတော့သည်နီနီအနောက်ကနေထွက်ခဲ့စမ်းရတော့မိမဖြစ်သူ၏အနောက်သို့ပြေးဝင်သွားသောသမီးဖြစ်သူကိုကြည့်ပြီးအော်ပြောလိုက်သောဒေါ်ဝေနွယ်၏အတန်ပင်ဖြစ်သည်ထိုအခါဝေရတော်မမောင်သည်နီနီအနောက်ကနေမိခင်ဖြစ်သူကိုပြန်ပြောလေတော့သည်မလာဘူးနီနီကတော့ထိုသားမိကိုကြည့်ကတဘောတကြရီမောလေတော့သည်ထိုနောက်မမဝေရဲ့လက်ကနေလွတ်အောင်ပတ်ပြေးနေတော့မောင်ကိုကြည့်ပြီးဤသို့တွေးမိလေတော့သည်မောင်သည်သူ့ကိုဘလောက်ထိချစ်သည်ဆိုတာကိုသူသိပါသည်သူအားချစ်ပေနေတော့မောင်ကိုတန်မြဝင်နေမိသည်ကိုပြန်တွေးမိပြန်တော့လဲမောင်ကိုအာနာမိသည်သူမောင်ကိုယုံကြည်ပေးရမည်မောင်သည်သူထင်သလိုသူ့အပေါ်ဖောက်ပြန်မိသူမဟုတ်ပေထို့ကြောင့်မောင်အပေါ်တွင်ထားမိသောတန်မြစိတ်တွေအကုန်လုံးကိုမေ့ပြစ်လိုက်တော့မည်ဟုဆုံးဖြတ်လိုက်လေတော့သည်ထို့အချိန်တွင်ဥဝေထမောင်သည်ဖုန်းကင်လိုက်ပြီးအခန်းထဲသို့ပြန်ရောက်လာသည်ထို့နောက်ပတ်ပြေးနေသောဇနီးနှင့်သမီးဖြစ်သူကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်ကဇနီးဖြစ်သူကိုဤသို့ပြောလေတော့သည်ဝေကိုအလုပ်ကိစ္စလေးပေါ်လာလို့ကိုတို့ပြန်ရအောင်နော်ထိုအခါဥဝေထမောင်၏စကားကြောင့်ဝေရတော်မမောင်နှင့်ဒေါ်ဝေနွယ်တို့သည်လည်းပြေးနေတာကိုရပ်လိုက်ကြသည်ထို့နောက်ဒေါ်ဝေနွယ်သည်ဥဝေထမောင်ကိုမျက်စောင်းထိုးကတစ်ချက်ကြည့်လိုက်ပြီးနီနီဘက်ကိုလှည့်ကဤသို့ပြောလေတော့သည်အဲ့ဒါပဲကြည့်တော့နီနီရင်ဒီလူကြီးကလေအမြဲတမ်းဘဲသွားအလောက်ကအမြဲတမ်းပါတယ်သွားလိုက်အောင်မယ်နီနီရင်နောက်မှပဲမမဝေအေးစီစီလာလဲတော့မယ်နော်ဟုတ်ကဲ့မမဝေဟုတ်ကလေးနီနီကိုဂယူးဆိုင်နော်ကြားလားဟုတ်ကဲ့ပါဒေါ်ဝေနွယ်ရဲ့ဒေါ်ဝေနွယ်သည်သူ၏နာမည်ကိုနောက်တောက်ဖြင့်ခေါ်လိုက်တော့ဝေရတော်မမောင်ကိုလှမ်းရရန်ပြင်းလိုက်တော့လဲဥဝေထမောင်သည်ဇနီးဖြစ်သူ၏ပခုံးလေးကိုလက်နှစ်ဖက်ဖြင့်လှမ်းကင်လိုက်ကလာပါဝေရဲ့ကိုတို့သွားရအောင်
ထို့သောပြောကဥဝေထမောင်သည်ဇနီးဖြစ်သူကိုအခန်းထဲကနေခေါ်ထုတ်သွားလေတော့သည်ဒါရောင်တော်ဝေနွယ်သည်သမီးဖြစ်သူကိုကြက်ကြက်တတိထားဆိုသည့်ပုံစံဖြင့်မျက်ဆောင်ထိုးသွားသေးသည်တော်ဝေနွယ်တို့ထွက်သွားသည်နှင့်နီနီသည်ဝေရသောမောင်မောင်၏လက်နှစ်ဖက်ကိုစုပ်ကိုင်ကပြုံး၍ကြည်လေတော့သည်ထို့နောက်ပြေးထားသည့်အရှိန်ကြောင့်နှစ်ဖူးပေါ်တွင်စိုးနေသောချွေးပေါက်ကလေးတွေကိုလက်ဖြင့်အသာတုပ်ပေးရင်ဤသို့ဆိုလေတော့သည်ကလေးလေးကြနေရပဲမောင်ရဲ့ကြည့်ပါအောင်ချွေးရည်တောင်ထွက်နေပြီထိုအခါဝေရသောမောင်မောင်သည်သူ့အားလေးတန်းအေးလေးဖြင့်နုနုညံ့ညံ့ဆိုလာသောနီနီကိုကြည့်ကနှစ်လိုပွဲပြုံးလိုက်လေသည်ထို့နောက်သူ့အားချွေးစာကလေးတွေကိုလှမ်းတုပ်ပေးနေသောနီနီ၏လက်ကလေးကိုကိုင်ကညှင်သာစွာဖြင့်တစ်ချက်နမ်းလိုက်ပြီးဤသို့ဆိုလေတော့သည်မောင်မေမေကလေနီနီကိုအရန်ချစ်တာပဲနော်ဒါပေမဲ့မောင်ထက်မေမေကမပို့ဘူးဆိုတာတော့သိတယ်မလားနီနီမောင်ကလေမေမေထက်နီနီကိုပို့ချစ်တယ်ဆိုတာယုံပေးနော်ထိုအခါနီနီသည်သူ့မျက်ဝန်းအားနူးညံ့စွာဖြင့်စိုက်ကြည့်ကပြောလာသောဝေရသောမောင်မောင်၏မျက်ဝန်းတွေကိုပြန်လဲငေးကြည့်နေခဲ့သည်ထို့နောက်ခေါင်းငုံငုံကနှကန်းလေးကိုမတိမသားတစ်ချက်ကြိုက်ကပြုံးလိုက်လေသည်ဒါဟာနီနီရှက်သွေးကြွတိုင်းလှုပ်သက်သောအမှုအရာလေးပင်ဖြစ်သည်နီနီ၏ထိုအမှုအရာလေးကိုပဲဝေရသောမောင်မောင်သည်အသေးတရားရာနှင့်အချစ်ပူနေရသည်ဖြစ်သည်ရေချိုးတော့လေမောင်ညကြရင်ဒင်နာသွားရအောင်မဲမလားဟုတ်တစ်ဖက်တွင်ဝှလွှာမိုးဆက်နှင့်အာကာသည်စားတောက်ဆိုင်တစ်ခုတွင်အတူတူရှိနေကြသည်ထို့နောက်အာကာသည်အဲ့ဒီမဲလေးဖြင့်ထုတ်ထားသောဈေးတုပ်တစ်ထုပ်ကိုဝှလွှာမိုးဆက်၏လက်ထဲသို့မြည်သူမှမယိမ့်မိအောင်ထည့်ပေးလိုက်ပြီးဤသို့ဆိုလေတော့သည်တိချလုံးတော်မိုးဆက်နင်စိတ်ပြော့သွားလို့မဖြစ်ဘူးနော်တယောက်ယောက်သာတိသွားနင်ရောငါရောဒုက္ခရောက်မှာငါသိပါတယ်အာကာရဲ့ဘယ်သူမှမယိမ့်မိအောင်လုံတော့မိုးဆက်ဒီစီးကိုရဖို့ငါတော်တော်စူးစမ်းထားရတာဟာထိုအခါဝှလွှာမိုးဆက်တီထိုစီးတို့ထဲထားသောအိမ်မဲလေးကိုချစ်ချစ်ပေါအောင်စုပ်ကိုင်ပြီးနှကန်းတစ်ဖက်ကိုတစ်ချက်တွန့်ကြိုးကပြုံးလိုက်လေသည်ညကြရင်မောင်ငါအပိုင်ဖြစ်လာတော့မှအာကာဟုတ်တာပေါ့ဝီရတော်မမနင့်အပိုင်ပဲမိုးဆက်ထို့သောဖြင့်တငယ်ချင်းနှစ်ယောက်လုံးသည်တယောက်မျက်နှာတယောက်ကြီးကအတွေ့ကိုစီဖြင့်သဘောတကျရီမောလိုက်ကြတော့သည်ဝှလွှာမိုးဆက်၏စိတ်ထဲတွင်မောင်သည်ယခုညတွင်သူ့အပိုင်ဖြစ်လာမည်ကိုတွေးပြီးပျော်နေတော့သည်တစ်ဖက်ကအာကာကတော့မကြမီတွင်မမသည်သူ့အပိုင်ဖြစ်လာတော့မည်သူ့အားပါရိုက်ခဲ့တော့မမကိုသူ့ပြန်လဲလက်စားချေရတော့မည်ကိုတွေးကဝမ်းသာနေတော့သည်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်ကျမရဲ့လူချင်းမင်းလေးများအားလုံးအိမ်မက်လာမကြပါစေအသက်ရှူတိုင်းမှာငွေဝင်ကြပါစေကျမရဲ့ audio book လေးတွေကိုနားဆင်ပြီးဘဝအမောတွေပြေပြောင်းနိုင်ကြပါစေ